ကဲမင်္ဂလာပါမိတ်ဆွေတို့ရေဒူရီကိုကိုစောနဲ့ဒူရီ Formula YouTube Channel မှာကြိုဆိုလိုက်ပါတယ်เนาะကျွန်တော်တို့အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေမိတ်ဆွေတို့ရေအဲ့ဒီတော့ကကျွန်တော်ခဏလေးပါเนาะတောက်ကြနေ့မှာကျွန်တော်ဒီစနေနေ့မှာပေါ့เนาะကျွန်တော် break line လေးတင်ပေးထားပါတယ်မကြည့်ရသေးရဲ့ကျွန်တော်မိတ်ဆွေရှိရင်ကျွန်တော်သွားကြည့်လို့ရတယ်ပေါ့เนาะbreak line လေးကတော့ကျွန်တော်ခုနောက်ပိုင်းတော့ဒီတွက်ဆိုင်ကလေးကမှန်နေတဲ့အတွက်တွက်ဆိုင်ကလေးပဲထည့်ပြီးတော့သုံးထားသေးတယ်ပေါ့เนาะတကယ်တော့ဒီတစ်ပတ်မှာ break က formula break လည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီတွက်ဆိုင်ကလေးကလည်းများသောအားဖြင့်တော့တနင်္လာအင်္ဂါမှာပဲထွက်တာများတဲ့အတွက်ကျွန်တော်အဲ့ဒါလေးကိုပို့ပြီးတော့တေချာမယ်ထင်တဲ့ဟာလေးကိုကျွန်တော်မိတ်ဆွေတွေအတွက်ရွေးပြီးတော့တင်ပေးထားတယ်ပေါ့နော်တင်ပေးထားပါတယ်အဲ့တော့ပြီးခဲ့တဲ့တောက်ကြနေ့ကတော့ကျွန်တော် channel ရမိတ်ဆွေတွေလည်းကျွန်တော်တို့တကွက်ကောင်းနှစ်လေးတကွက်ကောင်းထွက်ခဲ့တယ်ပေါ့နော်နောက်တစ်ပတ်အတွက်လည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်စူးစမ်းပေးပါမယ်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော် channel ရမိတ်ဆွေတွေနေ့တိုင်းမှာကျွန်တော်တို့၄ချိန်လောက်အောင်မြင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့မန်ပါသမားတွေကတော့ပြီးခဲ့တဲ့ဘက်ကအောင်မြင်မှုတွေကျွန်တော်တို့အောင်မြင်မှုတွေလှခဲ့တယ်ပေါ့နော်ကျွန်တော်ရွှေပတ်သီးဆိုရင်လည်းဗုဒ္ဓအတွင်းမှာပဲ2ကြိမ်ထွက်ခဲ့တယ်ပေါ့နော်ကျွန်တော်4ပတ်သီးမှာတနင်္လာနေ့မှာအောင်တယ်40ခွန်တင်ခွက်နဲ့နောက်ထုတ်တဲ့ပတ်သီးကကျွန်တော်3ညပတ်သီးမှာ3ည3ဆိုပြီးတော့ဗုဒ္ဓနေ့မနေ့မှာပဲအောင်တယ်ပေါ့နော် break ဆိုရင်လည်းလို့ပဲကျွန်တော်တို့ break ကတော့3ကအောင်ခဲ့တယ်ပေါ့နော်တနင်္လာနေ့မှာပဲ4ခွန်ဆိုပြီးတော့တင်ခွက်နဲ့16 break မှာ1 break အောင်တယ်ကျွန်တော်နောက်ထုတ်တဲ့9 3ည break မှာအင်္ဂါနေ့ညနေမှာကျွန်တော်တို့2 3ဆိုပြီးတော့တင်ခွက်နဲ့အောင်တယ်ပေါ့နော်ကျွန်တော်အဲ့လိုပဲဒီနောက်ထုတ်တဲ့ break မှာဆိုရင်လည်း16ဆိုပြီး